ဒီနေ့ဇလန်လေးကတော့အင်္ဂလန်နိုင်ငံတောရွာလေးတရွာမှာနေထိုင်ပြီးတော့ရိုးရိုးသားသားအေးအေးဆေးဆေးနဲ့လေယာစိုက်ပျိုးနွားနို့ညစ်ပြီးတော့အသက်မွေးနေတဲ့မိသားစုတစုအကြောင်းပဲဖြစ်ပါတယ်။သူတို့ကတကယ်ကိုရိုးအေးလာတဲ့တာမန်လူတွေပါ။ဒါပေမဲ့1984ခုနှစ်ရောက်တဲ့အခါမှာတော့သူတို့မိသားစုစီကိုထူးဆန်းတဲ့ဖြစ်ပျက်တွေရုတ်တရက်ရောက်ရှိလာပြီးတော့သူတို့ဘဝတစ်ခုလုံးဇောက်ထုံးမုံမြော့ဖြစ်သွားသေးပါတယ်။ပြောရရင်တော့သူတို့ကစုံတော့ဝိထုတအုပ်ထဲကသွေးပြက်စရာခန်းနေကြတယ်မှာတကယ်ကိုရုန်းကန်နေရသလိုပါပဲဒါပေမဲ့ဒါတွေကဝိထုတပုတ်မဟုတ်ဘဲနဲ့တကယ်လက်တွေ့ဘဝမှာဖြစ်ပျက်ခဲ့တာပါမင်္ဂလာပါ Firefly မြန်မာ Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြန်မာနိုင်ငံကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့အစဉ်ပြေ VPN လေးဖွင့်ပေးဖို့တောင်းဆိုပါရစေခင်ဗျာဇာတ်လမ်းလေးကိုစလိုက်အောင်ဗျ1984ခုနှစ်မတ်လ30ရက်နေ့မနက်ခင်းအသက်43နှစ်အရွယ်ရှိပြီဖြစ်တဲ့ Graham Bell House ဆိုတဲ့လယ်သမားတစ်ယောက်ကရှံဝင်းကျယ်ရီထဲမှာနွားစာပုံကန်ပြီးတော့ပင်ပင်မမန်းလမ်းလျှောက်နေပါတယ်။ Graham ကနေတိုင်းဒီလိုပဲပင်မန်းလွန်းတဲ့လေယာအလုပ်တွေကြားမှာလူရောစိတ်ရောကုန်ခန်းနေတဲ့လူတစ်ယောက်ပါ။လွန်ခဲ့တဲ့9နှစ်ကသူ့ဖေရုတ်တရက်ဆုံးမသွားတဲ့အခါမှာဒီအိမ်ကြီးနဲ့လေယာမြေတွေကိုသူကပဲအမွေဆက်ခံခဲ့ရတာပါ။တကယ်တော့ခရီးဟာလေယာစိုက်ပျိုးရေးကိုတစ်သက်လုံးမုန်းခဲ့တဲ့သူပါသူတကယ်ဖြစ်ချင်တာစာရေးဆရာတယောက်ပါငငယ်တည်းကကြပြတွေရေးတယ် diary တွေရေးပြီးတော့စာပေလောကတွေကိုဝင်ကျင်ခဲ့တာဖြစ်ပေမဲ့အဖေဖြစ်သူရဲ့မိသားစုအမွေကိုမလွဲတာမလျှောက်တာစက္ကန့်လိုက်ရတဲ့အခါမှာတော့ဒါသူ့အတွက်ရွှေလက်ထိတ်တဲ့စုံခတ်ခံလိုက်ရတယ်လို့ပါပဲပို့ဆိုးတာသူဟာလေယာအလုပ်ကိုလုံးဝမကျွမ်းကျင်တဲ့သူပါ9နှစ်တာအတွင်းမှာတင်ဒီလေကနေရတဲ့အမြတ်ငွေတွေကတဖြည်းဖြည်းကျဆင်းလာပြီးတော့အကျွေးတွေပါပတ်လာပါတယ်အချက်ကွဲရမယ့်အရှင်နေငွေကြေးအကျက်တဲတွေကြားထဲမှာ तू ကရုံမထွက်နိုင်ပဲနဲ့တန်တရားလဲနေတာပါဒါတွေမကသေးပါဘူးမကြသေးခင်ကမှမြေခွက်နန္ဒမရှင်ထိသက်နေတဲ့အိန္ဒိနာချင်းနဲ့လည်းစကားများရန်ဖြစ်ထားပါသေးတယ်ဒီလိုစိတ်ညစ်စရာတွေခေါင်းနဲ့ပြည့်နေတဲ့လမ်းလျှောက်လာတဲ့ဂရီဟန်တယောက်ရှန်စီယိုတိုင်တစ်ခုနာရောက်တဲ့အခါမှာတော့ထူးဆန်းတဲ့အရာတစ်ခုကိုလက်မြင်လိုက်ရပါတယ်အိုင်နာမှာရင်ကောင်းတွေတဝုံဝုံနဲ့အသက်အကျဉ်းမြင်နေတာကိုကြားလိုက်ရပြီးတော့အနောက်ကတ်သွားကြည့်လိုက်တဲ့အခါမှာတော့ရင်သက်ရှုမောပွဲမြင်ကွင်းတစ်ခုတွေ့လိုက်ရပါတယ်။ရှန်စီယိုတိုင်ပေါ်မှာသွေးတွေရဲနေပြီးတော့တွငယ်လေးတစ်ကောင်ရဲ့ခေါင်းပြက်ကြီးကိုတင်ထားတာကိုတွေ့လိုက်ရပါတယ်။ဒါဟာတရိษံတစ်ကောင်အမှတ်မထင်လာသိနေတာမျိုးမဟုတ်ဘဲနဲ့တယောက်ယောက်ကသက်မှတ်ကိုလာတင်ထားတာဆိုတော့ထင်ရှားပါတယ်။ပြီးတော့အဲ့ဒီတူးကောင်းပြက်ကြီးရဲ့ဘေးမှာလည်းစာတဆောင်တိတ်နဲ့ကတ်ထားပါသေးတယ်။စာထဲမှာစလုံးအကြီးတွေနဲ့ရေးထားတာကတော့နောက်တစ်ခါမင်းအလှဲ့ပဲလို့ရေးထားတာပါ။တကယ်တော့ဒီလိုရှင်းရောက်စာတွေသူ့စီရောက်တာဒါပထမအဆုံးအချိန်မဟုတ်ပါဘူးပြီးခဲ့တဲ့လအကုန်နဲ့ကသူ့အိမ်ကိုဒီလိုရှင်းရောက်စာတွေတစ်စောင်မီးတစ်စောင်စာထဲကနေရောက်နေတာပါမင်းတို့မိသားစုကိုတက်ပြစ်မယ်ဆိုတဲ့စာတွေကြောင့်ရဲစီကိုတွတ်တိုက်မိမယ်တင်းငယ်လုံးနဲ့ဒီရွာလေးကရဲတွေကမှတ်တမ်းတင်ရုံပဲတင်ပြီးတော့ဘာမှမလုပ်ပေးနိုင်ပါဘူးဒါပေမဲ့အခုတိုးကောင်းပြက်ကြီးတီဖြစ်လာတော့တိတိတတ်တာရှင်းချောက်မှုအချိန်မြင့်တင်လာတဲ့အတွက်ကြောင့်မလို့ဂရီဟန်တယောက်ဒေါသတကြီးနဲ့စာအုပ်ဆွဲခွာပြီးတော့ရဲတွေကိုထပ်ခေါ်ဖို့အိမ်ကိုအပြေးပြန်လာပါတယ်ဒီဖြစ်ပြက်ဖြစ်ပြီးလို့10ရက်ကြာဧပြီလ9ရက်နေ့မနက်ခင်းရဲတွေကစုံစမ်းစစ်ဆေးပေးမယ်လို့ကြေပေးခဲ့ပေမဲ့ဘာသတင်းမှမကြားသေးပါဘူးရှင်းချောက်စာတွေကလည်းထပ်မလာတော့တာမို့လို့ဂရီဟန်တို့မိသားစုကလည်းဘဝပုံမှန်တိုက်ပြတ်ဖြတ်တန်းမှုစူးစမ်းနေကြပါတယ်ခရီးကလည်းကြောင်းသွားကြပြီးတော့ဇနီးဖြစ်သူမာဂရက်ကမြို့ထဲကိုဈေးဝယ်ထပ်ဖို့ပြင်နေပါတယ်ဂရီဟန်ကတော့နွားတင်းကုတ်ထဲမှာရေဒီယိုအတန်အကျယ်ကြီးဖွင့်ပြီးတော့နွားနို့ညှစ်နေပါတယ်ရေဒီယိုအတန်နဲ့နွားတင်းကုတ်ကနွားတွေရဲ့ဆူညံတန်ကြောင့်တစုံတစ်ယောက်ကနောက်ကနေတကားဖွင့်ဝင်လာတော့မသိလိုက်ပါဘူးရုတ်တရက်ဆိုသလိုနောက်ကနေရွာသား2ယောက်ကအော်ဟီပီပြေးဝင်လာလို့ရေဒီယိုပိတ်ပြီးတော့ဘာဖြစ်လို့လဲလို့မေးကြည့်လိုက်တဲ့အခါမှာဂရီဟန်မင်းမအိမ်ရှိမှာကားအဆီဒန့်ဖြစ်လို့မြန်ထွက်ခဲ့အောင်လို့ပြောလာပါတယ်ဂရီဟန်လည်းအံ့ဩပြီးတော့အိမ်ရှိကိုပြေးထွက်တဲ့အခါမှာအိမ်နောက်ဖေးရှံဝန်းကနေလှမ်းမြင်နေရတာကမိခိုးလုံးကြီးနေဦးတက်နေတာကိုမြင်လိုက်ရပါတယ်။တွက်ကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့ Volvo ကားတစ်စီးလုံးဟာတစစီပျက်စီးနေပြီးတော့အင်ဂျင်ထဲကနေမိခိုးတွေထွက်နေတာပါ။ပြီးတော့ကားဘေးကမြက်ခင်းပေါ်မှာသူ့ဇနီးမာဂရက်ကသူ့ရဲ့နဲ့လဲကျနေပါတယ်။မကြခင်မှာပဲရဲတွေနဲ့လူနာတင်ကားတွေရောက်လာပါတယ်။အံ့ဩစရာကောင်းတာမာဂရက်ကအောက်ပိုင်းတစ်ခုလုံးထိခိုက်ပြီးသွေးတွေရွှဲနေပေမဲ့တက်ရှိထင်ရှားရှိနေပါသေးတယ်။ဒါပေမဲ့ဒါတာမန်ကားအက်ဆီဒန့်မဟုတ်ပါဘူး။ကားထိုင်ကုန်အောက်မှာတယောက်ကတမင်တကဘုံထောင်ထားတာဖြစ်ပြီးတော့မာဂရက်ကားဆက်နှုတ်လိုက်တဲ့အချိန်မှာဘုံကပောက်ကွဲသွားတာဖြစ်ပါတယ်ဂရီဟန်ကရဲတွေကိုသွေးယူသွေးတန်းနဲ့ပြောပါတယ်
ဒီဘုံကကျွန်တော်ကိုတတ်ဖို့ထောင်လာဒီကကျွန်တော်မိမဘယ်တော့မှမမောင်းဒီနေ့မှသူကစက်နိုးလို့မရလို့ကျွန်တော်ကောက်ယူမောင်းတာဆိုပြီးတော့ရဲတွေကိုဒေါသဖတ်ပြီးအော်ဟစ်ပြောနေပါတယ်ဒီလောက်ရှင်းချောက်စာတွေရနေတဲ့ကြားတွေကအရေးမဆိုင်လို့အခုလို့သူမိမတေလူမျိုးပါဖြစ်နေရတာဆိုပြီးတော့အပြစ်တင်နေပါတယ်အဲ့လိုရဲတွေကိုထွက်ဆိုချက်ပေးနေတော့မှပဲစာပိုးသမားတယောက်ကကားမောင်းဝင်လာပြီးတော့ဒီအိမ်အတွက်အစာလာပေးပါတယ်စာပိုးသမားယူလာတဲ့စာတွေတည်းကအပေါ်ဆုံးမှရှိတဲ့စာအိတ်ရဲ့လက်ရည်ဟာပြီးခဲ့တဲ့ပတ်ရောက်လာတဲ့ချင်းချောက်စာရဲ့လက်ရည်နဲ့တူတူပဲဖြစ်နေတာပါဂရီဟန်ဒါလူသက်သမားစီကစာပဲလို့ပြောပြီးတော့ရဲတွေကိုပေးလိုက်ပါတယ်ရဲတွေကလည်းဒါကိုတက်တဲ့အဖြစ်သိမ်းဆဲသွားပါတယ်ဘုံပေါက်ကွဲမှုဖြစ်ပြီး15ရက်အကြာဂရီဟန်ရဲ့ဇနီးကတော့ဆေးရုံမှာခွဲစိတ်ကုသမှုတွေကြိမ်ခံနေရတော့မှသူတို့ကလေးတွေကိုလည်းဘေးကင်းအောင်လို့မိဘတွေအိမ်မှာပို့ထားရပါတယ်ရဲတွေကအစပိုင်းမှာတော့ဂရီဟန်ကိုအဆောင်နေချတာပေးပေမဲ့နောက်ပိုင်းမှာတော့အရေးပေါ်ခလုတ်တစ်ခုပဲပေးထားခဲ့ပြီးပြန်သွားပါတယ်ရှိုင်းထဲမှာတယောက်တည်းကြံနေခဲ့တဲ့ဂရီဟန်ကတောကတွေပြီးနေနေငါ့ကိုဘသူကများဒီလောက်တော့မုန်းနေရလဲဆိုတာကိုစဉ်းစားရင်သူ့ရဲ့စိတ်ထဲမှာတန်တရားဖြစ်เสียလူတယောက်ကိုကွက်ကွက်ကွင်းကွင်းပြင်းပြင်းမိလိုက်ပါတယ်သူကတော့မြေခွက်နယ်နမိတ်ကိစ္စနဲ့အမြဲတမ်းစကားများရန်ဖြစ်လေရှိတဲ့အိန္ဒိနာချင်းကောလင်းပဲဖြစ်ပါတယ်ဂရီဟန်ကကောလင်းအိမ်ဘက်ကိုလမ်းလျှောက်သွားပြီးတော့လူကက်ခတ်ဖို့ကြိုးစားပါတယ်ကောလင်းကသူ့ကိုမြင်ပေမဲ့စကားလည်းမပြောသလိုသူ့မိမဘုံခွဲခံရတဲ့ကိစ္စကိုလည်းလုံးဝမင်းမြန်းခြင်းမရှိပါဘူးဒါဂရီဟန်အတွက်တော့ကောလင်းကတရားခံဖြစ်နိုင်တယ်ဆိုတာပို့ပြီးတော့သိကြသွားသေးပါတယ်ပြီးတော့ဧပြီလ30ရက်နေ့ညတကောင်ရဂရီဟန်တယောက်တည်းရုံငန်းထဲမှာစာရေးဖို့ကြိုးစားနေရင်လည်းစိတ်တကြနေတော့မှာပဲအရှိတကားမကြီးကတကားခောက်တံပြင်းပြင်းကိုကြားလိုက်ရပါတယ်ညနေတကောင်ကြီးမှာဘယ်သူမှလာစရာအကြောင်းမရှိတာကြောင့်မလို့ဂရီဟန်တယောက်ကြောက်လန့်တကြားနဲ့တကားစီကိုတုံတုံရင်ရင်လမ်းလျှောက်သွားပြီးတော့တကားဖွင့်လိုက်တဲ့အချိန်မှာတော့တကားဝမှာရက်နေတဲ့သူကိုမြင်ရခြင်းပဲဂရီဟန်အနောက်ကိုလှည့်ပြေးပြီးတော့အရေးပေါ်ခလုတ်ကိုနှိပ်လိုက်ပါတယ်မိနစ်ပိုင်းအကြာမှာပဲစုံတော့ကြီးတွန်အီဗန်ဦးဆောင်တဲ့ရဲတပ်ဖွဲ့တွေကအရေးပေါ်ခလုတ်အဆက်ပြကြံကြောင်းမလို့ဂရီဟန်ရဲ့အိမ်ကိုတနက်တီအစ်စ်ပြင်ပြီးတော့စီးနှင်းဝင်ရောက်လာပါတယ်အိမ်ထဲကိုဝင်ချင်းပဲရဲတွေကစညံလမ်းပေါ်မှာတွေးအိမ်နဲ့လဲနေတဲ့အလောင်းတစ်လောင်းကိုတွေ့ရပါတယ်ရင်ဘတ်မှာတနက်တန်ရနဲ့တေဆုံးနေတာဂရီဟန်မဟုတ်ပါဘူးအသက်60အရွယ်ရှိပြီဖြစ်တဲ့အိန္ဒိနာချင်းကောလင်းပဲဖြစ်ပါတယ်ပြီးတော့ကောလင်းရဲ့ညာဘက်လက်မှာလည်းဓာတ်တစ်ချောင်းကိုတင်းတင်းဆုပ်ထားတာကိုတွေ့ရပါတယ်အဲ့ဒီအချိန်မှာမိဖို့ကြောင့်ဘက်ကနေလူတယောက်ညီးတွားနေတဲ့အတန်ကိုကြားလို့ရဲတွေပြေးပြီးကြည့်တဲ့အခါမှာတော့မိဖို့ကြောင့်တစ်ခုလုံးကတွေးနေပေးကြံနေပြီးတော့သပွဲကလတ်ထိုင်းနေပြက်ကျဲနေပါတယ်အဲ့ဒီကြားထဲမှာတော့ဂရီဟာတနက်ကိုကင်ထားပြီးတော့တွေးရိုင်ထဲမှာလဲနေပါတယ်သူ့ရဲ့မျက်နှာရင်ဘတ်နဲ့ဘိုက်တွေမှာဓာလီခံရတဲ့ဒဏ်အပြင်းထန်ရထားပါတယ်ဂရီဟာရဲတွေကိုထွက်ဆိုပေးတာကတော့ကောလင်းကအိမ်ထဲကိုညာရင်မင်းဝင်လာပြီးတော့သူ့ဘုံထောင်ငယ်ကြောင်ဝက်ခံတယ်လို့ပြောပါတယ်ပြီးတော့သူ့ကိုဓာတ်နဲ့လိုက်တက်လို့တနက်နဲ့လမ်းပစ်ပြီးအရေးပေါ်ခလုတ်ကိုနှိပ်လိုက်တာလို့ပြောပါတယ်ရဲတွေကလည်းဂရီဟာကိုဆေးရုံအမြန်ပို့ပြီးတော့ကောလင်းရဲ့အိမ်ကိုတွားရောက်ရှာဖွေတဲ့အခါကောလင်းရဲ့ရှန်ထဲကတရွက်ပုံအောက်မှာကားပုံခွဲတဲ့နေရာမှာတုံးတဲ့ပိုက်လုံးအပိုတွေကိုတွေ့လိုက်ရပါတယ်ဒါကြောင့်ပဲရဲတွေကကောလင်းကိုပဲဘုံခွဲသမားအစ်စ်လို့လုံးဝထင်မှတ်သွားကြပါတယ်ဒါပေမဲ့ရဲဒီဘက်ကမှုကင်းတခွဲကမှာတက်တေတွေကိုတေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့လုံးဝထင်မှတ်မထားတဲ့အမှန်တရားပေါ်ပေါက်လာပါတယ်ဒီဇက်လိုင်းတစ်ခုလုံးကရဲတွေအတွက်နှစ်ပေါင်း30အတွင်းမှာတခါမှမကြုံဘူးသေးတဲ့လှည့်သားမှုဖြစ်နေတာပါတကယ်တော့ဂရီဟန်စာရေးဆရာတယောက်ဖြစ်ရှင်ခဲ့တာပါသူကသူ့ရဲ့အကျွေးတွေကိုစက်ဖို့ဇနီးဖြစ်သူရဲ့အသက်အာမခံကြီးကိုလုံချင်လို့ဒီဇက်လိုင်းတစ်ခုလုံးသူကိုယ်တိုင်စံညွှန်းရေးပြီးတရုပ်ဆောင်ခဲ့တာပါချေချောက်စာတွေကိုသူကိုယ်တိုင်ရေးတယ်သူကောင်းပြက်ကြီးကိုလည်းသူကိုယ်တိုင်ချန်စီယုံမှာချိန်ထားခဲ့တယ်သူဇနီးတည်စေဖို့အတွက်လည်းဘုံုံလည်းသူကိုယ်တိုင်ထောင်ခဲ့တာပါဒါပေမဲ့ဇနီးဖြစ်သူကဘုံတန်နဲ့မတည်ပဲနဲ့အသက်ရှင်သွားတဲ့ခါမှာတော့ရဲတွေကသူ့ကိုရိမ့်ပြီးတော့မယ်ဆိုတာဂရီဟန်ထိတ်လန့်သွားပါတယ်အဲ့ဒီအတွက်သူနဲ့ရန်သူဖြစ်နေတဲ့အိန္ဒိနာချင်းအပြစ်မဲ့သူကောလင်းကိုအသုံးချဖို့ကြံစီပါတော့တယ်သူကကောလင်းကိုသူ့အိမ်ကိုလှည့်သားခေါ်ခဲ့ပြီးတော့တနတ်နဲ့ရဲရဲဆက်ဆက်ပစ်တက်ခဲ့ပါတယ်ပြီးတော့ကောလင်းကသူ့ကိုလိုက်တက်တယ်လို့ဖြစ်အောင်ကောလင်းရဲ့လက်ထဲမှာဓာတ်ထည့်ပေးခဲ့တယ်သူ့ရဲ့မျက်နှာနဲ့ဘိုက်တွေမှာလည်းသူ့ကသူဓာတ်နဲ့ပြန်လှီးတဲ့ဒဏ်ရာအတုတွေကိုလုပ်ခဲ့ပါတယ်ကောလင်းရဲ့ရှန်နယ်ကပိုက်လုံးကလည်းသူကိုယ်တိုင်တွားပြီးဖွက်ထားခဲ့တာဖြစ်ပါတယ်ဂရီဟန်ကစာရေးဆရာကောင်းတယောက်မဟုတ်သလိုတော်တဲ့သူတယောက်လည်းမဟုတ်ခဲ့ပါဘူးသူ့ရဲ့ရုံငန်းထဲကမှတ်စုစာအုပ်ကိုရဲတွေရှာတွေ့သွားပါတယ်အဲ့ဒီစာအုပ်ရဲ့ပထမအဆုံးစာမျက်နှာမှာဂရီဟန်ကစာရေးနဲ့ဝိုင်းဝိုင်းဆက်ဆက်ပုံတစ်ပုံဆွဲခဲ့ပါတယ်
အဲ့ဒီပုံကဖိဆွဲထားတဲ့အတွက်အောက်ကစာမျက်နှာမှာပါအဲ့ဒီအတိုင်းအရာတွေကြံခဲ့တာပါဂရေဟမ်ကအဲ့ဒီပုံဆွဲထားတဲ့စာရွက်ရဲ့အောက်ကစာရွက်တွေနဲ့ချင်းချောက်စာတွေကိုသူကိုယ်တိုင်ရေးပြီးတော့ရဲတွေကိုပေးခဲ့တာပါရဲတွေကချင်းချောက်စာတွေကိုတိတိကျကျစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့စာရွက်ပေါ်မှာထည့်နေတဲ့အဝိုင်းပုံဖိရဟာဂရေဟမ်ရဲ့စာအုပ်ထဲကပုံစံနဲ့တထရာတဲ့တူနေတာကိုတွေ့သွားပြီးတော့ဂရေဟမ်တရက်ခန့်အစ်စ်ဖြစ်တဲ့အကြောင်းလက်ပူးလက်ကျက်မိသွားတာပါနောက်ဆုံးမှာတော့ဂရေဟမ်ဘက်ဟောက်ကိုလူတက်ရန်ကြံစီမှုနဲ့ထောင်ဒဏ်တစ်သက်တကြုံပြစ်ဒဏ်နဲ့ကြိမ်ချမှတ်ခဲ့ပါတယ်သူဟာ1994ခုနှစ်မှာပဲထောင်ထဲမှာနှလုံးရက်ပြီးတော့တည်ဆုံးသွားခဲ့ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဇလန်လေးကတော့ဒီလောက်ပါပဲခင်ဗျာစားဆုံးကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်